လာပါရှင် Supranational မြန်မာ 2026 မှာမြစ်ချနာကိုစားပြုနေနဲ့ပါဝင်ရောက်ရှင်ပြိုင်တော့မယ်လားမယ်ဧကရီမှုပိုင်မဲ့ဖြစ်ပါတယ်ရှင်ဧကရီကိုဝင်းရံပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဆက်လက်ပြီးကိုစားပြုဆက်လွယ်လက်ခံယူပေးဖို့အတွက်နေပြည်တော်ကိုစားပြုအလှမယ်အိမ်ခင်ဖုံဖိတ်ခေါ်ပါတယ်ရှင်မင်္ဂလာပါရှင်ကျမရဲ့ inspiration ကတော့ကျမရဲ့မိဘနှစ်ပါးပဲဖြစ်ပါတယ်ရှင်ကျမဘဝတစ်လျှောက်လုံးမှာအဖေအမေရဲ့အလုပ်လုပ်တာကိုကြည့်ပြီးတော့aspiration ဆိုတာကဒီအိမ်မက်မက်နေပဲနဲ့လက်တွေ့အကောင့်ထဲပေါ်မှာအောင်မြင်မှုရရှိနိုင်တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ယနေ့လူငယ်တွေကိုပြောချင်တာကတော့ inspiration နဲ့ aspiration ဆိုတာအိမ်မက်ထဲမှာပဲကန့်သက်မထားပဲနဲ့ပေါ့နော်လက်တွေ့အခြေအနေကိုအားရင်ဖြစ်ပြောင်းလဲပြီးတော့ကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ကြပါလို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်အခက်ဆက်လက်ပြီးရှင်ပြိုင်ဖို့အလှည့်ကျတဲ့ပြိုင်ပွဲဝင်ရတော့နေပြည်တော်ဖြစ်ပါတယ်ရှင်မိကွန်လေးရွေးချက်ပေးပါမြစ်ကြီးနားလာမယ်လေဖြစ်စွာမယ်မိကွန်ကတော့ AI နည်းပညာတိုးတက်လာတာဟာလူအလုပ်ကိုင်တွေကိုထိခိုက်စေတယ်လို့တချို့ကဆိုရင်ကြပါတယ်သင်ရဲ့အမြင်အနေနဲ့ AI နဲ့လူတို့အတူတကွဘလို့ရက်တည်တင်တယ်လို့ထင်ပါတယ်လေဖြစ်ဆိုပေးပါရှင်ဟုတ်ကဲ့ယနေ့တိုးတက်နေတဲ့ခေတ်ကြီးမှာဒီနည်းပညာဒီတိုးတက်နေတဲ့ခေတ်ကြီးထဲမှာနော်နည်းပညာတိုးတက်မှုဟာဆိုလို့ရှိရင်ဒီအရှိန်အဟုန်တစ်ခုအနေနဲ့တိုးတက်လဲရှိပါတယ်ဒီဟာကို
Face of Beauty Myanmar 2026 is Myitjina. ဟုတ်ကဲ့ပါရှင်မြစ်ကြီးနာဖြစ်ပါတယ်လာမယ်လေးကိုတရဖူပေးချီးမြှင့်ပေးပါရအတွက် Face of Beauty International Myanmar 2025ဟမ်မေးမျက်ရည်ကိုစင်မြင့်ထက်သို့ဖိတ်ခေါ်ပါရရှင် ဂုဏ်ယူပါရခင်ဗျာ ခင်ရတဲ့ပြည်သူများခင်ဗျာကျွန်တော်တို့ဒီကလေးညရဲ့တရဘူးပိုင်ရှင်နှစ်ဦးတိတိဖတ်ပေါ်လို့လာခဲ့ပါပြီခင်ဗျာโอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ပို့ပြီးတော့ရေကုန်ရမယ့်ခြင်းကိုရောက်ရှိလာပြီခင်ဗျာ Memari tomorrow ရဲ့ဒီကနေ့ရဲ့ main crown ဖြစ်တဲ့ Miss Supranational Myanmar 2026 နဲ့တူ First runner up, second runner up, third runner up တွေကိုလည်းအတီးတီး